ဘယ်နေပေကိုပဲဖြစ်ဖြစ်စပြီးလေးလာအစပိုင်းမှာခက်ကြတာကြီးပါပဲကိုကအစကနေလေးလာရတာဖြစ်လို့အစပိုင်းမှာတော့ကိုအတွက်နလျာခင်စင်ပဲခေါင်းချောစရာတွေဖြစ်စေပဲဒီနေပေကိုကျွမ်းကျင်ပြီးတော့လူတွေရဲ့လောက်ရက်ကိုကြည့်ပြီးသူတို့အတွက်အကြတော့လေကူလိုက်တာတက်တောင့်တက်တာရှိလိုက်တာဆိုပြီးတတ်မှတ်လို့မရဘူးငါကြတော့ဘာယူမရှိဘူးဆိုလို့လေအတက်ပဲဖွင့်လို့မရပါဘူးအဲ့ဒီလိုအရှင်မျိုးမှာအားငယ်ဆက်ဝင်လာပြီးတန်တရားတွေဖြစ်လာတတ်ပါတယ်ဒါကတော့နေပေသစ်ကိုဝင်လာသူတိုင်းမဖြစ်မနေကြုံတွေ့ရတဲ့အစိုက်ပတ်တစ်ခုလည်းဖြစ်ပါတယ်အဲ့ဒီလိုအရှင်တွေမှာစိုးရင်စိုက်တွေဝေပြီးကိုကပါယူပါဖို့ဆိုပြီးကိုလေးလာနေတဲ့အရာကိုလက်လျှော့လိုက်တတ်ကြပါတယ်အဲ့ဒီလိုအရာမျိုးကလူအများစုလောက်နေကြအလောက်တစ်ခုပဲဖြစ်ပါတယ်အဲ့ဒီလိုဖြစ်ပြီးတဲ့နောက်မှာကိုကနောက်နေပေသစ်တစ်ခုကိုလေးလာကြည့်တယ်ဒါပေမဲ့လည်းကျွန်တော်တို့တွေကဘာလို့နေပေတစ်ခုကိုလေးလာတိုင်းမှာကျွန်တော်တို့မှာအစပိတ်မှာခက်ခဲမှုတွေကတော့မလွတ်မသွေကြုံတွေ့ရမှာဖြစ်ပါတယ်ကိုကအဲ့ဒီအဆင့်ကိုမကြိုဖျက်နိုင်တဲ့တော့ဒီလူစစ်ထောက်တဲ့နေရာကနေအပိချက်ခံရမှာပဲဖြစ်ပါတယ်ဒါကြောင့်ပဲကိုကလူများတွေနောက်ဆုံးနေတဲ့အချိန်မှာအရှုံးပေးနေတဲ့အချိန်မှာကိုကအဲ့ဒီတန်းကိုကြက်ကြက်ခံနေပြီးလူတိုင်းကက်ဖက်လောက်နေတဲ့အရာတွေကိုကြိုဖျက်နိုင်အောင်ကြိုးစားရမှာဖြစ်ပါတယ်ကိုကဘယ်လောက်ပဲခက်ကိုကတောင်းခံနိုင်အောင်စိတ်ပြေကြိုးစားလောက်ကရှင်ဆိုင်ဖြစ်အောင်စင်စမပြည့်လေးလာတင်နေမှုတွေလိုအပ်ပါတယ်လူတိုင်းကဒီခက်ခဲမှုတွေကိုလက်လျှော့လိုက်တဲ့အချိန်မှာကိုကလက်မလျှော့နိုင်တာကကိုယ့်ရဲ့အာသာချက်တစ်ခုအဖြစ်လာမှာဖြစ်ပါတယ်ဒါကြောင့်ပဲကျွန်တော်တို့ဒီခက်ခဲမှုကြုံတိုင်းမှာအစပိုင်းကတော့ခက်ခဲမှုတွေကြုံပါပဲဒါကြောင့်အမြဲတမ်းအရှုံးပေးလိုက်ဖို့ဒါမှမဟုတ်နောက်ဆောက်လိုက်ဖို့ကိုမတွေ့ပါနဲ့ကျွန်တော်တောင်းခံနေတဲ့မြတ်တော့တောင်းခံပြီးမှကြိုးစားကြည့်ပါဒါဆိုရင်အကုန်လုံးကအဆင်ပြေတော့မှာဖြစ်ပါတယ်